ကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုအားပေးသူများမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့မန်းရွှေသက်တော်ဖျားဖြစ်ပေါ်လာပုံနဲ့စန္ဒကုဏနာကျောင်းတော်ရာဖျားရဲ့တမိုင်းအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာဒီဇလန်နဲ့ဆက်ဆက်ပြီးယဟန္တာအရှင်သူမြတ်အရှင်မဟာပုံနာရဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်ခင်ဗျာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကသူနာပရဏတိုင်းယနေ့ခေတ်မင်းမှုစကုဒေသမှာတုတ်ပါလာရကလို့ခေါ်တဲ့ရွာကြီးတွေရွာရှိခဲ့ပါတယ်။အဓိပ္ပာယ်ကတော့ကုန်းတဲ့ရွာလို့ဆိုလိုပါတယ်။အဲ့ဒီရွာမှာမဟာပုံနာနဲ့စူလပုံနာဆိုတဲ့ညီကိုနှစ်ယောက်ရှိခဲ့ပါတယ်။သူတို့ဟာလဲ900နဲ့ဂုံသွယ်တဲ့ချမ်းသာတဲ့ဂုံတွေကြီးတွေပါ။တနေ့မှာတော့အိန္ဒိယနိုင်ငံတာဝတိပြည်ကိုအကိုဖြစ်သူမဟာပုံနာကကုံရောင်းသွားရပါတယ်။ကုံရောင်းဝယ်ပြုလုပ်နေချိန်မှာတာဝတိမြို့သူမြို့သားများစီမီနန္တာပန်းနန္တာများဂိုင်ဆောင်ပြီးတနေရာကိုသွားလာနေကြတာကိုမဟာပုံနာကမြင်လိုက်ပါတယ်မဟာပုံနာကတာဝတိပြည်ကဂုံတွေကိုမေးပါတယ်လူတွေပဲများသွားနေကြတာလေမင်းမသိဘူးလားငါတို့တာဝတိပြည်မှာဖရာတရားအတန်ကပွင့်ထွန်းနေပြီဘလို့ဖရာတရားအတန်ကပွင့်ထွန်းနေပြီတဲ့လားကျွန်တော်လဲသွားဖို့မှာပဲလို့မဟာပုံနာကပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနာကြားခဲ့ရပါတယ်အဲ့ဒီတရားဟာမဟာပုံနာရဲ့နှလုံးသားကိုရိုက်ခတ်သွားပြီးစီးစိမ်တွေကိုဆွန့်ကာယဟန်ဘဝကိုခံယူခဲ့ပါတယ်မဟာပုံနာဂုံတွေဟာယုံကြည်စိတ်ချရတဲ့ဂုံတွေတူကိုလဲ900နဲ့ငွေအသက်ပြာတို့ကိုအနှံပြီးငါရဲ့ညီတော်စူလပုံနာကိုဒီပစ္စည်းတွေကိုပေးလိုက်ပါငါကတော့ယဟန်ဝက်ပြီးနေရက်ကိုမလိုက်တော့ပဲတာဝတိပြည်မှာပဲကြံနေခဲ့မယ်လို့မှာကြားလိုက်ပါတယ်အရှင်ပုံနာဟာယဟန်ဘုရားကိုရရှိပြီးတဲ့နောက်တာဝတိပြည်မှာသတင်းသုံးနေရင်ယာတိဥရုမကိုင်းညီတဲ့အခက်အခဲစွန်းဟင်းတို့ဒလေးမတူညီတဲ့အခက်အခဲများနဲ့ကြုံတွေ့ခဲ့ရပါတယ်ဒါကြောင့်မိမိရဲ့နေရက်ဇာတိဖြစ်တဲ့သူနာပရဏတိုင်းကိုပြန်ဖို့အကြံဖြစ်ပေါ်ပါတယ်ပုံနာမထေရမိမိရဲ့ဇာတိရဲ့ဖြစ်တဲ့သူနာပရဏတိုင်းကိုပြန်ပြီးသာသနာပြုကျင်တယ်လို့ဝင်တောင်းတဲ့အခါမြတ်စွာဘုရားရှင်ကအဲ့ဒီဒေတာကလူတွေကအလွန်ကြမ်းတမ်းတဲ့အတွက်စာမေးပွဲစစ်တယ်လို့အမေးအဖြေလုပ်ခဲ့ပါတယ်ဘုရားရှင်ကချစ်သားပုံနာသူနာပရဏသားတွေကမင်းကိုဆဲရေးလာရင်ဘယ်လိုလုပ်မလဲငါ့ကိုလက်သီးနဲ့မထိုးကြသေးလို့သူတို့ကတော်သေးတယ်လို့အောက်မိပါမယ်ဘုရားတကယ်လို့လက်သီးနဲ့ထိုးရင်ရောငါ့ကိုလေးနဲ့မပေါက်ကြသေးလို့တော်ပါသေးတယ်လို့အောက်မိပါမယ်ဗျာဒါဆိုရင်ခဲနဲ့ပေါက်ခဲ့ရင်ရောဒုံးနဲ့မရိုက်ကြသေးလို့တော်သေးတယ်လို့အောက်မိပါမယ်ဗျာဖះရှင်ကဓာတ်နဲ့ခုတ်ခဲ့ရင်ရောငါ့ကိုအသက်မသေးအောင်လုပ်ကြသေးလို့ကျေးဇူးတင်ပါမယ်ဗျာတကယ်လို့အသက်သေးအောင်တတ်ခဲ့ရင်ရောအဲ့ဒီခါမှာအရှင်ပုံနာကဒီခန္ဓာကိုယ်ကြီးကဆက်ဆုပ်စရာကောင်းလို့အဆုံးစီရင်ခြင်းနေတဲ့သူတွေရှိပါတယ်အခုတော့သူတို့ကတတ်ပြီလို့ငါမှအပင်မမကြည့်တော့ဘူးလို့အောက်မိပါမယ်ဖေဟာမြတ်စွာဘုရားရှင်ဟာအရှင်ပုံနာရဲ့ခိုင်မာတဲ့သီးခံခြင်းကိုမြင်တွေ့ရတဲ့အတွက်သာသနာပြုခွင့်ပေးလိုက်ပါတယ်အရှင်ပုံနာမထေရမိမိရဲ့နေရက်ကိုပြန်ပြီးတရားအထုတ်တဲ့အခါမှာကုံသေးရွာနဲ့မနီးမဝေးဖြစ်တဲ့မာကုလကာရမအယက်မှာတရားအထုတ်ရင်ယဟန္တာဖြစ်သူဆက်ရောက်သွားပါတယ်တနေ့မှာညီတော်စူလပုံနာကအရှင်ပုံနာမထေကိုအိမ်သို့ပင့်ဖိတ်ဆွန့်ကပ်ပြီးအရှင်ဖေဟာတပည့်တော်တို့ပင်လယ်သမုဒ္ဒရာကိုဖျက်တမ်း၍ကုံကူးတန်းရောင်းဝယ်ဖို့ရှိပါတယ်လမ်းခီးရာအန္တရာယ်များလွန်းလို့ဒုက္ခကြုံတွေ့ခဲ့ရသောအရှင်ဖေဟာကကူညီဆောင်မပါဖေဟာလို့လျှောက်ထားပါတယ်အဲ့ဒီလိုနဲ့စူလပုံနာနဲ့ဂုံတဲ့အဖွဲ့ဟာပင်လယ်ခရီးသွားရင်စန္ဒကုဏနာတော်ရှိတဲ့ကျွန်းတကျွန်းကိုရောက်သွားကြပါတယ်။အဲ့ဒီကျွန်းဟာလူသူမနီးတဲ့ကျွန်းဖြစ်ပြီးနတ်ဘလူးတွေအပိုင်သားရတဲ့နေမြေဖြစ်နေပါတယ်။ဘလူးတွေဟာသူတို့ပိုင်တဲ့ထက်ကိုခွင့်ပြုချက်မရှိဘဲဝင်လာတဲ့သူတွေကိုရန်သူလို့သတ်မှတ်လေရှိပါတယ်။သူတို့ရောက်သွားတဲ့တောဟာတာမန်တောမဟုတ်ပဲနီရဲတဲ့စန္ဒကုဏနာတောဖြစ်ပါတယ်။ဒီစန္ဒကုသားဟာနတ်ပြည်ကပစ္စည်းတွေနဲ့တူပြီးအလွန်အဖိုးတန်တယ်လို့နတ်ဘလူးတွေအမျက်တနိုးဆောင်းလျှောက်ထားရတဲ့အရာဖြစ်ပါတယ်။စန္ဒကုသားဟာအလွန်တန်မိုးကြီးတဲ့အတွက်သင်းမောနဲ့အပြည့်တဲဆောင်မှု
ကုံတယ်ရီဟာတင်မောပေါ်မှာသဲလာတဲ့ကုန်ပစ္စည်းတွေကိုရေထဲကိုပစ်ချလိုက်ပါတယ်အဲ့ဒီအပင်တွေကိုအင်တိုက်အားတိုက်ခုတ်လဲကြပါတယ်အဲ့ဒီခါမှာတော့ဘလူးတွေကသူတို့ပိုင်ဆိုင်မှုကိုခိုးယူဖျက်ဆီးတယ်လို့ယူဆပြီးအမျက်ထွက်ကြပါတယ်ဘလူးမင်းကဒီလူသားတွေကိုအခုမတတ်နဲ့အောင်ကျွန်းပေါ်မှာပုတ်စော်နှံလိမ့်မယ်သူတို့တစ်တွေကိုတင်ပြီးပင်လယ်ပြင်ကိုဖြတ်တဲ့အချိန်ကြမှာတင်းမောကိုရေနှစ်ပြီးတတ်ကြမယ်လို့ပြောပါတယ်ကုန်းတယ်ရီရဲ့တင်းမောပင်လယ်ပြင်ကိုဖြတ်တဲ့အခါရုတ်တရက်လေပြင်းမုန်တိုင်းတွေကြာရောက်လာပြီးဘလူးတွေဟာကိုထင်ပြပါတော့တယ်ငါတို့ဘလူးတွေအမျက်တနိုးတံမိုးထားရတဲ့အပင်တွေကိုဖျက်ဆီးတဲ့မင်းတို့တေဖို့ပဲထိုက်တန်တယ်အဲ့ဒီလိုပြောပြီးတင်မောနာကိုချင်းကပ်လာကြပါတယ်ကုံတယ်တွေဟာတင်မောစီကိုလာနေတဲ့ဘလူးတွေကိုမြင်ပြီးနောင်နာကြီးစွာနဲ့ကြောက်လန့်တကြားငိုကြွေးနေကြပါတယ်အဲ့ဒီခါဆူလပုံနာဟာနောင်တော်မဟာပုံနာမထေမြတ်ကိုတိုင်တယ်ပါတော့တယ်နောင်တော်အရှင်မြတ်ညီတော်တို့ဒုက္ခတွေ့နေသည့်အတွက်ယခုပင်လာရောက်စောင့်ရှောက်ပြီးတော်မူပါဗျာအဲ့ဒီခါအရှင်ပုံနာမထေဟာကောင်းငင်ဖီးဖြင့်ကြွရောက်လာပါတယ်ယဟန္တာရှင်သူမြတ်ရဲ့တကူတော်ကြောင့်လေမုန်တိုင်းများငြိမ်သက်သွားကဘလူးတို့လည်းရှောင်ပြေးကြပါတော့တယ်နောက်ဆုံးမှာဆူလပုံနာနဲ့ကုံတယ်900တော့ဟာတုတ်ပါရကစိတ်ကန်းကိုဘေးကင်းကင်းနဲ့ရောက်ရှိသွားပါတယ်ဘလူးဘေးကကဲတင်ပေးလိုက်တဲ့ယဟန္တာရှင်သူမြတ်ရဲ့ဂုံသတင်းဟာလည်းတမဟုတ်ချင်းပြန့်နှံ့သွားပါတော့တယ်ကုံတယ်ရီဟာမိမိတို့ရဲ့အသက်ကိုကင်တင်ပေးတဲ့အရှင်ပုံနာကိုတင်းမောနဲ့တည်ဆောင်လာတဲ့ဆန်နကူနန်းသာပင်များကိုအလိုရှိရာသုံးဖို့အတွက်လှူဒန်းကြပါတယ်အရှင်ပုံနာကငါ့ကိုလှူဒန်းတဲ့ဆန်နကူနီတစ်တို့နဲ့ဒီနေရာမှာကျောင်းဆောက်ပါကျောင်းဆောက်လို့ပြီးတဲ့အခါငါ့ရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုသတင်းသုံးဖို့ငါကိုယ်တိုင်ပင့်ဆောင်မယ်လို့ပြောပါတယ်ကုံတယ်ရီဟာငါတို့ကူးခဲ့တဲ့အရှင်ပုံနာရဲ့ဆရာဆိုရင်ဒီတဲ့ပို့ပြီးတကိုးအာနုဘော်နဲ့ပြည့်စုံမှာပဲလို့ကြီးညိုသရာပွားပြီးကျောင်းကိုအားကျုံးမှန်တဲ့ဆောက်လုပ်ကြပါတယ်အဲဒီကျောင်းတော်ကြီးဟာယနေ့တိုင်ဆန်နကူနန်းသာကျောင်းတော်ရာဖရာလို့တည်ထားကိုးခဲ့ပါတယ်